ပြီးခဲ့တဲ့အပိုင်းမှာတော့ကနေနဲ့ဖျားဆန်းကောစီမှာအဖမ်းခံထားရတဲ့ချုပ်ပါကိုလူဖီတို့ကကဲတင်ခဲ့ပြီးဆန်းကောရဲ့အိမ်မွေးတလိမ့်ဆန်တွေဖြစ်ကြတဲ့ကြွက်ဘလူးကြီးမွေဘလူးကြီးနဲ့ညှက်ဘလူးကြီးတို့ကိုစန်ကြီးလူဖီဇိုလိုတို့ကအတီးတီတိုက်ခိုက်အနိုင်ယူလိုက်ပါတော့တယ်အဲ့ဒီချိန်ဂျိုင်းယန်ကြီးကလည်းပြန်ရောက်လာခဲ့ပြီးသူ့ရဲ့အကောင်တွေကတိုက်ခိုက်ခံရတဲ့အပြင်တခန်းလုံးကလည်းမီးတွေလောင်နေခဲ့တာကိုမြင်သွားတာကြောင့်ဂျိုင်းယန်ကြီးကလည်းတော်တော်လေးဒေါတာထွက်နေပါတော့တယ်ဂျိုင်းယန်ကြီးပြန်ရောက်လာတာကိုမြင်သွားတဲ့ဦးစော့ကလူဖီတို့ကိုထွက်ပြေးဖို့သတိပေးလိုက်ကလူဖီတို့တစ်ဖွဲ့လုံးကလည်းအယုတ်သုံးတွေနဲ့စောက်ထားတဲ့နက်ဖျားနေမြေတဲကိုထွက်ပြေးသွားကြပြီးပြေးနေရင်နဲ့အေယာမှာကြောင်ကြီးနဲ့ပြန်တွေ့သွားခဲ့ကကြောင်ကြီးကိုလည်းထုံနှက်လိုက်ပြီးတော့တက်စီလာခဲ့ကြတယ်အဲ့ဒီချိန်နေနဲ့ဖျားဂျိုင်းယန်ကြီးကလည်းသူ့ရဲ့ကောင်တွေကိုတိုက်ခိုက်ခဲ့တဲ့လူဖီတို့ရဲ့အနောက်ကိုဒေါရတကြီးနဲ့လိုက်လာပါတော့တယ်အပိုင်း1159ရဲ့အစမှာတော့နေနဲ့ဖျားဂျိုင်းယန်ကြီးကလူဖီတို့နောက်ကိုလိုက်လာခဲ့ပြီးလူသားအယုတ်တွေမပြေးနဲ့ပြန်လာကြစမ်းဆိုပြီးတော့ဒေါရတကြီးနဲ့အော်ပြောနေခဲ့တယ်မြို့တွေကပြည်သူတွေကလည်းကြောင်ကြီး S ကတ်ကလူဖီတို့ကိုသူ့ရဲ့ကြောပေါ်မှာတင်ပြီးထွက်ပြေးနေခဲ့တာကြောင့် LOD ဖြစ်နေခဲ့တယ်ဒေါ်တာထွက်နေတဲ့နေနဲ့ဖျားဂျိုင်းယန်ကြီးကိုလည်းပြည်သူတွေကကြောက်လက်တကြားနဲ့စိတ်ချော့ဖို့အတွက်တောင်းပန်နေကြပေမဲ့ဂျိုင်းယန်ကြီးကငှက်ရခံငှက်ရဖိမ့်မဲ့ငှက်ရချစ်တော်အိမ်မွေးတလိမ့်ဆန်လေးတွေကိုဖျက်ဆီးပြေးခဲ့တဲ့ဒီလူသားအယုတ်တွေကိုငါဘတော့မှခွင့်မလုပ်ဘူးလို့အော်ဟင်းနေခဲ့ပြီးဝိုင်းဝန်းတောင်းပန်နေကြတဲ့ပြည်သူတွေကိုပါတက်နှင်းသွားပါတော့တယ်အဲ့ဒီချိန်နာမီကလည်းနေနဲ့ဖျားဆိုတဲ့လူကကြောက်ဖို့ကောင်းတယ်လို့ပြောနေခဲ့ပြီးဆိုလိုကလည်းဒီကောင်ကနတ်ဆိုပဲဖြစ်ရမယ်ဆိုပြီးတော့မှတ်ချက်ပေးနေခဲ့ပါတယ်။ကြောင်ကြီးကလည်းပြေးနေရင်နဲ့လမ်းခွဲကိုရောက်လာခဲ့ပြီးဘယ်လန်းကိုဆက်ပြေးရမလဲမသိဖြစ်နေခဲ့တာကြောင့်နာမီကညာဘက်ကိုဆက်ပြေးခိုင်းလိုက်ကဂျိုင်းယန်ကြီးကလည်းမျက်စိလဲသွားခဲ့ပြီးအေယာမန်းကြောင်ကြီး S ကတ်ကိုဘာလို့သူတို့ကိုကူညီနေတာလဲဆိုပြီးတော့အော်ဟစ်နေခဲ့တယ်။ကြောင်ကြီးကလည်းဂျိုင်းယန်ကြီးရဲ့အော်တဲ့ကြောင့်ကြောက်လက်ပြီးမြို့တဲကိုအချိန်မပြင်းနဲ့ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်ရွှေမှာမြို့ယူတိုင်းကြီးတစ်ခုကိုတွေးလိုက်ရတာကြောင့်ဒီကြောင်ကြီးကခုံကြုံနိုင်ပါမလားလို့ဦးစော့ကစိတ်ပူနေခဲ့ပြီးလူဖီကတော့နက်ဖြန်နေမြေတစ်ခုလုံးကိုအယုတ်သုံးတွေနဲ့ဆောက်လုပ်ထားတာကြောင့်တဘောကြနေပါတော့တယ်ဇိုရိုနဲ့ဆန်ဂျီတို့ကလည်းခောက်ဖြတ်ဖို့လုပ်နေခဲ့တာကြောင့်လူဖီကချိန်ယူတိဆောက်ထားရတဲ့ဒီအယုတ်သုံးတိုင်းပြည်ကိုမပြည့်စည်စေချင်တာကြောင့်မခောက်ဖြတ်ဖို့အတွက်တားဆီးလိုက်ပါတယ်အဲ့ဒီချိန်ကြောင်ကြီး S ကတ်ကလည်းမြို့ရိုတိုင်းကြီးကိုခုံကျော်လိုက်ပေမဲ့ကြောင်ကြမကြပဲခွေးကြကြပါတော့တယ်ဆန်ဂျီကလည်းနာမီကိုပွေးချီထားလိုက်ပြီးချုပ်ပါနဲ့ဦးစော့တို့ကတော့ကြောက်ကြောက်နဲ့ဇိုရိုကိုဖတ်ထားလိုက်ပါတယ်လူဖီကလည်းအယုတ်သုံးတွေပြိုကျပျက်စီးသွားလို့ကြောင်ကြီးကိုအော်ဟစ်နေခဲ့ပြီးအနောက်ကဂျိုင်းယန်ကြီးကလည်းအယုတ်သုံးတွေပျက်စီးသွားလို့အဒီတွက်ပါပြစ်ဒဏ်ခဲ့ရမယ်ဆိုပြီးလက်နဲ့လှမ်းဖမ်းလိုက်ပေမဲ့မိခင်နီလေးမှာကြောင်ကြီးကကြောက်လက်ပြီးတော့ထွက်ပြေးသွားခဲ့တာကြောင့်ဂျိုင်းယန်ကြီးကလည်းပုံမိုဒေါ်တာထွက်နေပါတော့တယ်ပြေးလွှမ်းနေရင်းနဲ့လူဖီတို့အဖွဲ့ကလည်းလန်ဆောနာကိုရောက်လာခဲ့ကြပြီးလူဖီနဲ့ဦးစော့တို့ကဘယ်ဘက်ကိုဆက်သွားရမလဲမသိဖြစ်နေခဲ့ကဦးစော့ကမြေပုံရှိနေလို့ကံကောင်းနဲ့ဆိုပြီးပြောနေတော့မှပဲနာမီကမြေပုံကိုလွှတ်ပစ်လိုက်တာကြောင့်ဦးစော့ကလည်းလက်ဖြတ်သွားပါတော့တယ်နာမီကမြေပုံကိုအကောင်လုံးမှတ်မိသွားပြီလို့ပြောလိုက်ကလမ်းညွန်ပေးနေခဲ့တယ်တကယ်တော့သူတို့မြင်နေရတဲ့ကောင်းကင်ရဲ့တိမ်တွေကမှန်ချက်တွေထဲထည့်ထားတဲ့ဂွန်ဖက်တွေတာဖြစ်တယ်လို့နာမီကရှင်းပြလိုက်ပါတယ်ဇိုရိုကလည်းသူတို့ရောက်နေတဲ့နေရာကဂျိုင်းယန်ကြီးတွေအတွက်တာမန်အယုတ်ခန့်ကြီးတခန်းတာဖြစ်တယ်လို့ပြောပြနေခဲ့ပြီးဆန်ကြီးကလည်းဒီနေရာရဲ့ပပက်လေမှာမှန်တွေရှိနေရင်ရှုခင်းတွေကအဆုံးစားမရှိဖြစ်နေမယ်လို့ဆိုပါတယ်အဲ့ဒီချိန်နာမီကသူတို့တွေကမြို့တဝက်ကိုကြော်လာခဲ့ကြပြီးတသက်ဆက်သွားရင်အပြင်ကိုရောက်ပြီလို့ပြောပြလိုက်ပါတယ်မြေပုံခိုးခံလိုက်ရတာကိုသိသွားတဲ့ဂျိုင်းယန်ကြီးကလည်းရီမိုးနေခဲ့ပြီးဒီနေရာကဂျိုင်းယန်ကြီးတွေအတွက်တော့မလွတ်မြောက်နိုင်အောင်စောက်ထားတဲ့အကျဉ်းတောင်ဖြစ်နေတာကြောင့်မင်းတို့ကောင်တွေဘလို့မှမလွတ်မြောက်နိုင်ဘူးလို့အော်ပြောလိုက်ပြီးလူဖီတို့ကိုအေယာမှာပိုင်းကွန်ကြီးနဲ့လိုက်ဖန်နေပါတော့တယ်အရင်အားပြင်းတဲ့ပိုက်ကွန်ရဲ့အချိန်ကြောက်ပဲရုပ်သုံးတွေကပျက်စီးကုန်ပြီးဂျိုင်းယန်ကြီးကလည်းအယုတ်သုံးတွေပျက်စီးသွားလို့ဒေါရတကြီးနဲ့လူဖီတို့နောက်ကိုအသေးတန်ပြေးလိုက်နေပါတော့တယ်ခဏကြာမှာတော့ S ကတ်ကိုဖမ်းမိသွားခဲ့ပြီးလူဖီကပိုက်ကွန်ကိုလွတ်အောင်မရှောင်နိုင်ခဲ့တဲ့ S ကတ်ကိုစူပူနေပါတော့တယ်ဂျိုင်းယန်ကြီးကလည်းငှက်ရဲ့လူသားအယုတ်တွေပြန်လာခဲ့စမ်းဆိုပြီးလှမ်းယူနေတော့မှပဲဇိုရိုနဲ့ဆန်ဂျီတို့ကအေယာမပိုက်ကူကြီးကိုအလွယ်တကူဖျက်တောက်လိုက်တာကြောင့် S ကတ်ကလည်းလွတ်မြောက်သွားပါတော့တယ်ဂျိုင်းယန်ကြီးကလည်းဒေါတာတွေထွက်နေခဲ့ပြီးလူဖီတို့နောက်ကိုထပ်မံလိုက်ဖက်နေခဲ့က S ကတ်ကိုလည်းပုံကန်တဲ့အမှုကဘလောက်ကြီးကြောင်ပြောဆိုနေခဲ့တာကြောင့် S ကတ်ကလည်းကြောင်ပါတဲ့စကားနဲ့အော်ပြောနေခဲ့ပြီးချုပ်ပါကဒီကောင်ကပွားစီနဲ့စကားတော်တော်များတာပဲနားကြီးတယ်ဆိုပြီးတော့ဘာသာပြန်ပေးလိုက်ပါတယ်နေနဲ့ဖျားဂျိုင်းယန်ကြီးကအရွှေ့မှာအေယာမတားစားယုံကြီးအီယာခေါ်ရှိနေတာကြောင့်လူဖီတို့နောက်ကိုစိတ်အေးလက်အီနဲ့လိုက်နေခဲ့ပြီးအဲ့ဒီချိန်မျိုးနေပြည်သူတွေကလည်းနေနဲ့ဖျားဂျိုင်းယန်ကြီးကိုခဏတားဆီးလိုက်ပြီးအေယာမတားစားယုံကြီးကထူးဆန်းစွာမီးလောင်ပြီးတိတ်ဆုံးသွားကြောင်းနဲ့အခုဖြစ်ပြနေတဲ့ပြဿနာပေါင်းစုံကိုတင်ပြနေခဲ့တယ်ဂျိုင်းယန်ကြီးကလည်းလူဖီတို့အေယာမယုံကြီးကိုမိခင်စားခဲ့တာကြောင့်အတော်လေးဒေါ်တာထွက်နေခဲ့ပြီးမျိုးနေပြည်သူတွေကလည်းနေနဲ့ဖျားဂျိုင်းယန်ကြီးကိုဒေါ်တာလျှော့ဖို့အတွက်ဝိုင်းပြောနေကြတယ်အဲ့ဒီနောက်မှာတော့နေနဲ့ဖျားဂျိုင်းယန်ကြီးကအသေးတန်ရီမိုးနေခဲ့ပြီးသူကိုယ်တိုင်ဖန်တီးထားတဲ့ရုပ်သုံးကဘာလေးထဲမှာအခုလူတွေဖြစ်ပြနေတာကိုသဘောကျနေခဲ့တာပါ
ပါထွက်ပေါက်မှန်ကြီးကလည်းပွင့်နေခဲ့တာကြောင့်မျိုးနေပြည်သူတွေကလည်းအခုချိန်ကထွက်ပြေးရမယ့်ချိန်ပဲဆိုပြီးတိုင်ပင်နေကြကနေနဲ့ဖျားဂျိုင်းရင်ကြီးကလည်းမင်းတို့လူသားအယုတ်တွေကိုအစွမ်းစားနဲ့ထွက်ပြေးနိုင်ရင်ထွက်ပြေးကြလို့ပြောနေခဲ့ပြီးဟာရုတင်ကလက်ခံရင်တော့ငါကတော့လုံးဝလက်ခံမှာမဟုတ်ဘူးလို့နေနဲ့ဖျားဂျိုင်းရင်ကြီးကအော်ပြောနေခဲ့တယ်ဇိုလိုကလည်းဟာရုတင်လို့ပြောလိုက်တာကိုကြားသွားတာကြောင့်ဂျိုင်းရင်ကြီးဟာရုတင်ကိုတတိယသွားပါတော့တယ်အဲ့ဒီချိန်နာမီကတိမင်ကြီးနောက်မှာရှိနေတဲ့မှန်ချက်ကထွက်ပေါက်ပဲလို့ပြောနေခဲ့ပြီးဦးစိုးကလည်းသူ့တောင်းဝန်ထားလိုက်ဆိုပြီး special attack green star score bomb grad တိုက်ကွက်နဲ့မှန်ကြီးကိုပစ်ခတ်လိုက်တာကြောင့်ပြင်းထန်တဲ့ပောက်ကွဲမှုနဲ့သူအယုတ်တုံတွေကပြိုကျကုန်ပြီးမှန်ကြီးကလည်းကွဲအပ်သွားပါတော့တယ်လူဖီကအယုတ်တုံတွေပြိုကျပျက်စီးကုန်လို့နေနဲ့ဖျားချမ်းကြီးကိုတောင်းပန်နေတဲ့အခါဦးစိုးကလည်းအော်ဟစ်နေခဲ့တယ်ကွဲအပ်သွားတဲ့မှန်ကြီးရဲ့အနောက်မှာကြီးမားတဲ့အုတ်တိုင်းကြီးတစ်ခုထပ်ရှိနေတာကြောင့်နေနဲ့ဖျားချမ်းကြီးကသူ့ရဲ့လက်ကနေလွတ်မြောက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့အော်ပြောလိုက်ပါတယ်အဲ့ဒီချိန်ကြောင်ကြီးကလည်းအတော်လေးပင်ပန်းနေခဲ့တာကြောင့်လူဖီကဆက်သွားနိုင်သေးလားလို့မေးလိုက်တဲ့အခါကြောင်ကြီးကလည်းအာယူပြီးဆက်သွားနေခဲ့တယ်နေနဲ့ဖျားချမ်းကြီးကသူဖန်တီးထားတဲ့ဒီကဘာထဲမှာအခုလိုလှပတဲ့ဇက်လန်ကိုမြင်တွေ့ရလို့ပျော်ရွှင်နေခဲ့ပြီးမင်းတို့ကိုဖန်ဆီးထားလို့တော်တိတာပေါ့လို့ပြောလိုက်ပြီးတပြိုင်နက်တည်းမှာပဲလူဖီတို့တစ်ဖွဲ့လုံးရဲ့နောင်မယ်တွေရဲ့အနောက်မှာတာဆိုထည့်ပြီးခေါ်နေခဲ့ပါတယ်နာမီကလည်းသူတို့ရဲ့နောင်မယ်တွေကိုသိနေခဲ့လို့အော်ကြီးဖြစ်နေခဲ့ပါတယ်နေနဲ့ဖျားချမ်းကြီးကလူဖီတို့နောက်ကိုထက်ကြွမကွာလိုက်လိုက်ခဲ့ရင်အယုတ်တုံတစ်ခုနဲ့ခလုတ်တိုင်းမိပြီးချော်လဲသွားပါတော့တယ်နာမီကတဘာဝဘေးကြောင့်နေနဲ့ဖျားချမ်းကြီးထိခိုက်သွားပြီးရုပ်တုံတွေပျက်စီးသွားမယ်ဆိုရင်အပြစ်မရှိဘူးမဟုတ်လားလို့မေးလိုက်တဲ့အခါဦးစော့ကငလင်ဘေးရေဘေးတို့ကြောင့်ဆိုရင်တော့အပြစ်မရှိဘူးလို့ပြန်ပြောလိုက်ပါတယ်နာမီကလည်းသူတို့တွေကိုဒုက္ခမျိုးမျိုးပေးခဲ့တဲ့နေနဲ့ဖျားချမ်းကြီးဆိုသူကိုဒေါ်လာထွက်တယ်လို့ပြောလိုက်တဲ့အခါဆန်ကြီးကလည်းနာမီကိုဝှစာလဲပေးခဲ့တဲ့အတွက်သူလည်းဒေါ်လာထွက်တယ်လို့ပြန်ပြောလိုက်ပြီးတိုက်ခိုက်ဖို့ပါလုပ်နေတဲ့အတွက်အသေးတန်တားနေခဲ့ရပါတယ်နာမီကလည်းနေနဲ့ဖျားဆိုတဲ့ဒီကောင်ကြီးကိုကောင်းကင်ကအပြစ်ပေးလိုက်မယ်ဆိုပြီးတော့ခလိုင်မာတက်ကိုထောက်လိုက်ပါတော့တယ်လူဖီတို့အဖမ်းမခံရခင်ချိန်တုန်းကနေနဲ့ဖျားချမ်းကြီးစီကိုအေယာမငှက်ဘလူးကြီးကတင်မော်စီကိုခြိလာခဲ့ပါတယ်အေယာမငှက်ဘလူးကြီးခြိလာခဲ့တဲ့တင်မောကတောင်စီဆန်နီဖြစ်နေခဲ့ပြီးလူဖီတို့ကလည်းဂျိုင်းယန်ကြီးတွေရဲ့အရက်ကိုတောက်ခဲမိတာကြောင့်ပဲတတိလက်လို့အိပ်ပျော်နေခဲ့ကြတယ်ဂျိုင်းယန်ကြီးတွေကလူဖီတို့ကိုတွားကြွနေကြတာဖြစ်ပြီးအခုလိုအေယာမငှက်ဘလူးကြီးကခြိလာခဲ့တာကြောင့်ဘသူမှမသိသေးဘူးလားဆိုပြီးတော့ဝေခွဲများဖြစ်နေခဲ့ပါတယ်လူဖီတို့ကလည်းတတိလက်လို့အိပ်ပျော်နေခဲ့တာကြောင့်အဟက်ကအပြန်လဲမှာအိပ်ပျော်စီတဲ့မြူခိုးတွေရှုမိသွားကြတာလားဆိုပြီးစဉ်းစားနေတော့မှပဲနေနဲ့ဖျားဂျိုင်းယန်ကြီးကအကြံတစ်ခုရပ်သွားခဲ့ပြီးရီမောနေပါတော့တယ်နေနဲ့ဖျားဂျိုင်းယန်ကြီးကအဲဘက်ရဲ့အတယ်မာဆုံးစီတီတော်တယောက်ဖြစ်တဲ့ဟာရုတင်ကလူဖီတို့ရဲ့လက်အောက်ကိုဝင်သွားခဲ့တာကြောင့်လူဖီတို့ကိုအမြင်မကြည့်ဖြစ်နေခဲ့တာပါဒီလိုအားနဲ့ပြီးသတိမရှိတဲ့လူတွေရဲ့လက်အောက်ခံအဖြစ်မခံနိုင်ဘူးလို့ပြောနေတော့မှပဲနာမီကိုတွေ့သွားခဲ့ကအရန်ချစ်စရာကောင်းလို့တဘောချနေခဲ့ပြီးနာမီတာဆိုလို့လည်းခေါ်မိသွားတာကြောင့်နာမီကလည်းလှောက်ရှားလာပါတော့တယ်ဂျိုင်းယန်ကြီးကလည်းအငွေချစီးရတစ်မျိုးကိုအမြန်ဖော်ဆက်လိုက်ကလူဖီတို့တစ်ဖွဲ့လုံးအချိန်ကြာအိပ်ပျော်နေရအောင်စိတ်ခက်လိုက်ပြီးသူ့ရဲ့အယုတ်တုံကဘာထဲမှာထည့်ထားခဲ့တာလည်းဖြစ်ပါတယ်နာမီကိုလည်းမြင်မြင်ချင်းချင်းမိသွားခဲ့ပြီးသူ့ရဲ့အချစ်တော်အယုံမလေးဖြစ်အမြဲတမ်းတိတ်ထားခြင်းတယ်လို့တွေးနေခဲ့ပါတယ်ဒါကိုသိသွားတဲ့နာမီကတော့တော်လေးဒေါ်ရတွေထွက်နေခဲ့ပြီးနာမီကဇူးကိုထောက်လိုက်ပြီးဝေတာအက်ကိုကျွေးလိုက်ကလျှက်စစ်ဖို့အားတန်တရံနဲ့နေမီနဲ့ဖျားဂျိုင်းကြီးပေါ်ကိုပြစ်ခတ်လိုက်ပါတော့တယ်နာမီရဲ့တိုက်ခိုက်မှုကြောင့်ဂျိုင်းကြီးနဲ့သူအနီးနားမှာရှိနေတဲ့ရုပ်တုံတွေကလည်းပြိုကျပျက်စီးသွားခဲ့ပြီးနာမီကလည်းဂျိုင်းကြီးကိုတိုက်ခိုက်လိုက်နိုင်လို့ပျော်ရွှင်နေပါတော့တယ်အဲ့ဒီနောက်လူဖီကကောင်းကင်ဘုံကိုခုန်တက်သွားခဲ့ကဂီယာဖော့ကိုအသုံးပြုလိုက်ပြီးခေါင်းကန်းနဲ့တတိုင်းကြီးကိုထိုးဖောက်လိုက်တာကြောင့်လူဖီတို့တစ်ဖွဲ့လုံးကလည်းအယုတ်တုံးကဘာတဲကနေလွတ်မြောက်သွားခဲ့ပြီးအဲ့ဘက်ကျွန်းစီကိုထွက်ခွာလာခဲ့ကြပါတယ်ဗီဒီယိုလေးကိုကြိုက်နှင်းတက်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြဖို့မြင်တရက်ခံပါတယ်ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်